အားလုံးမင်္ဂလာပါဒီနေ့မှာတော့ iPhone ရဲ့ပထမဆုံးကင်မရာ3လုံးပူ series ဖြစ်တဲ့ iPhone 11 series လေးပြပေးသွားမှာဖြစ်ပါတယ်ဒီဖုန်းလေးကတော့ iPhone 11 Pro Max လေးပဲဖြစ်ပါတယ် CHA Region 256GB ဖြစ်ပြီးတော့ battery health အနေနဲ့65ကျန်ပါသေးတယ်ဈေးနှုန်းကတော့15,800ပဲဖြစ်ပါတယ်ဒီဖုန်းလေးကတော့ရှေးအောင်လေးမှာကြိုက်ပါတယ်ဆိုတဲ့လူတွေအတွက် iPhone 11 Pro Max Gold Color လေးပဲဖြစ်ပါတယ်ကျွန်တော် region ကတော့ KHA Region ဖြစ်ပြီးတော့ storage အနေနဲ့ 256GB ဖြစ်မယ် battery ကတော့ 100% အပြည့်ရှိမယ်ကျွန်တော်ဈေးနှုန်းကတော့15,800ပဲဖြစ်ပါတယ်ဒါလေးကတော့နောက်တစ်လုံးဖြစ်ပါတယ်ဒီဖုန်းလေးကတော့ iPhone 11 Pro Max Green Color လေးပဲဖြစ်ပါတယ်ဒီကောင် Green ဆိုပေမဲ့ကျွန်တော်တို့နည်းနည်း depth ဖြစ်တဲ့ဘက်ကိုပို့ပြီးတော့ရောက်တယ် region ကတော့ ZA region အဲ့ဒါမှ 256GB battery အနေနဲ့ကတော့89ကျန်သေးတယ်ဈေးနှုန်းကတော့14,800ပဲဖြစ်ပါတယ်ဒါလေးကလည်း iPhone 11 Pro Max Green နောက်ထပ်တစ်လုံးပဲဖြစ်ပါတယ်ဒီကောင် region ကတော့ ZA region 256GB battery အနေနဲ့85ကျန်သေးတယ်အဲကျွန်တော်ဈေးနှုန်းကတော့14,800ကျပ်ပဲဖြစ်ပါတယ်ကျွန်တော်ခုပြပေးခဲ့တဲ့ iPhone 11 Pro Max ဖုန်းတွေအားလုံးပြင်ကျွန်တော်ဆိုင်မှာရှိတဲ့ဖုန်းတွေအားလုံးကျွန်တော်တို့ကSamsungကာလာတစ်ပတ်အပြင်အာမခံ6လတိတိပေးပါတယ်Samsungကာလာတစ်ပတ်ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီဖုန်းကိုဝယ်သားပြီးတော့တစ်ပတ်တွင်းမှာကိုကဒီဖုန်းကိုမကြိုက်ဘူးအဲ့ဒါတော့မပါဘူးဒါပေမဲ့မကြိုက်ဘူးဆိုရင်ကျွန်တော်တို့ဆိုင်မှာ percentage လုံးဝမရှိဘဲနဲ့ထားပြီးတော့နောက်ထပ်တစ်လုံးနဲ့လဲလို့ရှာတဲ့ service တွေပဲဖြစ်ပါတယ်ကျွန်တော်ခုပြပေးခဲ့တဲ့ဒီဖုန်းလေးကိုဝယ်ချင်နေဆိုရင်တော့ဖုန်းနံပါတ်39995328ကိုဆက်သွယ်ပြီးတော့အသေးစိတ်ဖုန်းဆက်မေးလို့ရပါတယ်စိုင်းလေးစာတွေကတော့33လမ်းနဲ့34လမ်းကြားနော်လမ်းမှာပေါ်ကြောက်တာမျိုးနဲ့ရှမ်းပုံမျိုးဖြစ်ပါတယ်ဗီဒီယိုလေးဆုံးနေကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်ကကိုနေမင်း mobile Jumas ပဲဖြစ်ပါတယ်